Rare Earth လို့ခေါ်တဲ့ရှားပါးတွင်းထွက်တစ်မျိုးကိုမြန်မာနိုင်ငံတပ်ရင်တွင်းထွက်ကြောက်တွေထွက်တဲ့ဒေသမှာတွေ့ရတယ်လို့ဘူမိဗေဒပညာရှင်တွေရဲ့ခံမှန်းတွက်ချက်မှုတွေပေါ်ထွက်လာပြီးမှာပဲဒီတွင်းထွက်ကိုမြန်မာနိုင်ငံမြောက်ဖြားပိုင်းကချင်ပြည်နယ်မှာ Rare Earth ထုတ်လုပ်မှုတွေဖြစ်ပေါ်လာပါတယ်Dressing 18မျိုးရောနှောပါဝင်နေတဲ့ဒီ Red Earth တွင်းထွက်ထဲက9မျိုးဟာရွှေထက်တောင်တန်ဖိုးရှိပါတယ်။ဒီလိုရှားပါးတွင်းထွက်သယံဇာတကိုကမ္ဘာမှာတရုတ်နိုင်ငံမှာအများဆုံးတွေ့ရှိရပြီးတကမ္ဘာလုံးရဲ့ထုတ်လုပ်မှု90%ကျော်ကိုတရုတ်နိုင်ငံကထိန်းချုပ်ထားတာဖြစ်ပါတယ်။ Rare Earth ဆိုတာတော့ဒီတွင်းထွက်လို့ဖြစ်တယ်။ဒါပေမဲ့ဒီတွင်းထွက်ကအစိုင်တဲတစ်ခုအနေနဲ့ထွက်တာမဟုတ်ဘူး။သူကမြေကြီးထဲမှာပဲရှိတယ်။ဆိုတော့မြေကြီးကနေပြီးတော့သူတို့ပြန်လဲခွဲခြားထုတ်ပြီးပေါင်းစုထားခြင်းဖြစ်ပါတယ်။သို့တော်လည်းအဲ့ဒီထဲမှာရှိတဲ့ dressing မျိုးကတော့ဖြင့်အင်မတန်မှပဲရှားပါတယ်။ဆိုတော့အဲ့ဒီ dressing မျိုးရဲ့သူ့ရဲ့ဂုဏ်သတ္တိရပါလဲဆိုရင်ဒီလျှက်စစ်စွမ်းအင်တွေကိုသူကအကြာကြီးထိန်းထားပြီးနိုင်ဆိုတော့ဒီကနေ့ကျွန်တော်တို့ကဘာမှအနာဂတ်မှာရင်ဆိုင်ရမယ့်ပြဿနာကတော့ဒီစွမ်းရည်ပြဿနာပဲဖြစ်တယ်။အဲဒါကြောင့်မို့ဒီစွမ်းအင်အကြာကြီးထိန်းသိမ်းနိုင်တဲ့ဒီ dressing ကပို့ပြီးတော့ဈေးကောင်းလာတယ်ဆိုတော့တွေ့ရှိရတယ်။အထူးသဖြင့်ဒီကချင်ပြည်နယ်မှာစပြီးတော့ထုတ်ယူစမ်းသပ်တာတွေကိုလည်းတွေ့ရှိရတယ်။ဆိုရင်တစ်ခုကောင်းတာတော့ဖြင့်ဒီတွင်းထွက်ကဒီတောင်ဆိုရင်တောင်ကြီးတဝက်လုံးလုံးကိုဖြိုချပြီးတော့အဲ့ဒီတောင်မှာရှိတဲ့မြေကြီးကိုနော်အရေးဖြော်ပြီးတော့ဒီအရေးဖြော်ပြီးတော့မှတစ်ခါနောက်ဆင့်ထပ်ပြီးတော့လုပ်ယူကြတဲ့အဆင့်မျိုးဖြစ်တယ်။ဤပညာဖွံ့ဖြိုးတဲ့ကမ္ဘာစက်မှုနိုင်ငံအများစုမှာ Red Earth လို့ခေါ်တဲ့ရှားပါးတွင်းထွက်ဟာမရှိမဖြစ်အခြေခံကုန်ကျန်းတစ်ခုဖြစ်လာနေပါတယ်။ရက်စစ်နဲ့သိပ္ပံဤပညာတွေတိုးတက်လာတာနဲ့အမျှ Red Earth ကခေတ်သစ်ဤပညာတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်လာပါပြီ။ဒီကနေ့လူအများအသုံးပြုနေတဲ့ smartphone ကနေ hybrid motor ကားဒုံးပြန်အထိဤပညာနဲ့ထုတ်လုပ်မှုမှန်သမျှဟာဒီ Red Earth ကိုမှီခိုနေရတာဖြစ်ပါတယ်။ဒီတောင်တစ်ဝက်လောက်ကိုနော်ဖြိုချတယ်ဖိုးချတယ်ပြီးတော့အဲ့ဒီဟာကိုစကားဆစ်နဲ့သူတို့ပြန်စစ်ပြီးတော့ရေပန်းနေနဲ့ထိုးချတာကိုတွေ့ရှိရတယ်။ဆိုတော့အဲ့ဒီကနေတစ်ဆင့်တောင်အောက်ဘက်ကိုပဲလက်လွတ်စပယ်တွန်ချတာမျိုးကိုတွေ့ရှိရတဲ့ကြောင့်ဒါသိကြတယ်။ချောင်းအောက်မှာရှိတဲ့ပြည်သူတွေရဲ့နော်ဒီလုပ်ငန်းကိုင်ငန်းတော့စိုက်ပျိုးရေးလုပ်ငန်းကိုတော့၎င်းကျန်းမာရေးနဲ့ပတ်သက်တဲ့သူတို့တောက်ရည်သုံးရည်တော့၎င်းသူတို့တွေအများကြီးအန္တရာယ်ဖြစ်တယ်ဆိုတော့တွေ့ရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်တဲ့ဘဟုတုတတွေကကျွန်တော်တို့စီမှာမရှိခဲ့ဘူး။ဒီ Rare Earth ဆိုတာကိုထုတ်ခြင်းအပြင်ဒါရေဒီယိုသတ္တိကြွမှုကိစ္စတွေအများကြီးဖြစ်တယ်ဆိုတော့သိရှိရတယ်။ရေဒီယိုသတ္တိကြွကဘာလို့ဖြစ်စေတယ်လဲဆိုရင်ကင်ဆာရောဂါဖြစ်ပွားမှုကိုအများကြီးအထောက်အကူပေးနိုင်တာကိုကျွန်တော်တို့ဒီဆေးပညာရှင်တွေကနေတစ်ဆင့်သိရှိရတယ်။ဒီရှားပါးတွင်းထွက်ကိုမစင်မကျင်ထုတ်လို့မယ်ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့အပြင်တက်ရှိလူသားတွေရဲ့ကျန်းမာရေးကိုလည်းထိခိုက်ဖို့ရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရှားပါးတွင်းထွက်ဟာမြေကြီးစာတွေဖြစ်ပေမဲ့ဒီတွင်းထွက်တွေကိုဓာတုဆေးတွေနဲ့တန့်စင်တဲ့အခါရေဒီယိုတက်တိကြွဓာတ်တွေကလေထုနဲ့ရေထုတွေရောက်ရှိသွားတာမို့မမြင်နိုင်တဲ့အန္တရာယ်တွေလည်းရှိနေပါတယ်။ကချက်ဝါကငါတဲ့နင်းကောက်ဆောင်အဲ့ကချက်တဲ့စတန်ကိုရနာဒုခလာတော့သာအန်ချေငါပရာငိုင်ကိုငါခရစ်စံငါနာစန်နေငိုင်ငါအန်ချေရမပထပင်ဒမ်ခရစ်စံငိုင်လည်းရရှိငိုင်ဝါနိတဲ့မာဂဂျီနီယရမပရတဲ့ရှလေကိုကရာကိုပဲတဲ့နာကိုငုနာမိုကဲဆန်နင်းပဲရှိုးကောင်ကျမခါနေမှုကြောင်လေတယ်ကျုံဖွန်ကွာနေမှုဘဲချင်မဝါတဲ့ခါနေမှုလူကြီးမလည်းလူကြီးတင်ဤစောမဲနေမလဲမစားနေမချင်းကင်းရှာနေမစားခဲချေကပဲပါငယ်မျိုးတဲ့စောမလဲမရှာနေလူနာခါနေမှုငါမလဲဘာနာနည်းနည်းလေးရရှိဖို့အတွက်မာနကြီးကြီးဖြစ်တဲ့တောင်ကြီးကိုဖြိုချလိုက်တယ်ဆိုကြတဲ့အားဖြင့်ဒါတဘာဝပတ်ဝန်းကျင်ကိုထိခိုက်တာသိကြပါသည်နော်တစ်ပင်တစ်တော်တစ်ပင်ဆိုလဲတစ်ပင်မှာရှိတဲ့နော်တစ်ခွာပန်းမျိုးစိတ်တွေပြီးတော့ trace ဆန်တွေရေထဲမှာရောက်တဲ့ရေနေတဲ့တော့အဲ့ဒါတွေလည်းထိခိုက်သွားနိုင်တယ်ဆိုတော့သိကြပါRed Earth ထုတ်လုပ်မှုကိုတရုတ်နိုင်ငံသာမကကြံဖွံ့ဖြိုးပြီးနိုင်ငံတွေကပါမြန်မာပြည်ကိုအာရုံစိုက်လာနေတာကြောင့်တယံဇာတကျင်းစာတက်နိုင်တဲ့အခြေအနေဇိုးနဲ့ပတ်ပင်းမတိုးရနိုင်အောင်အစိုးရအနေနဲ့သတိထားကင်တွယ်ရမယ့်ကိစ္စတစ်ခုဖြစ်လာနေပါတယ်
မြန်မာပြည်မြောက်ဖျားပိုင်းမှာ Red Earth Twin Track တွေ့ရှိပြီးဆိုတဲ့အပေါ်ဂျပန်နဲ့တောင်ကိုရီးယားတို့ကလည်းမျက်စိကျနေပါတယ်။နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေခြေကျင်းလိမ်လာမှာမို့မြန်မာအစိုးရအနေနဲ့ဥပဒေစည်းကမ်းနဲ့အညီကင်တွယ်တတ်ဖို့ကအင်မတန်အရေးပါတဲ့အခြေအနေကိုဆက်ရောက်လာနေတာကတော့သိကြပါတယ်။